တို့နှစ်2559နှစ်ကောဇာတက္ကရာ1386ခုနှစ်ကဆုံလဆန်းတရက်2014ခုနှစ်ဧပြီလ29ရက်အလေးမြို့ပြတော်တိုင်းဇာတိဓမ္မယုံဗိမာန်တော်ကြီးအတွင်ဆင်းကျင်းပပြုလုပ်အပ်သည့်အလေးမြို့မဏိယရဏရမမြတ်တော်ကျောင်း၌ကြီးဒုတိယဩဝါဒစရိယပိဋကတ်တော်ပြပွားရေးကျောင်းပရဏနာယကတတ်တော်ရှိဆရာတော်ဘုရားကြီးဗန္ဒနာစန္ဒီမှာဘိဒသအကမဟာတတ္တမသောတိကအကမပဏိတဤတတ်တော်90ဖြင့်ဝိသတဒီဝတ္တမွေးနေ့အမတ်တရားဖြစ်ဖြင့်ရှင်းခြင်းမှပြုလုပ်အပ်သည့်ဓမ္မသဘင်ခန္ဓာ၌မန္တလေးမြို့မဟာမြိုင်ရခခင်ဦးကိုအမိတော်သိမ့်နှင့်ခေမောဦးကျော်သာတို့အားရည်စူး၍တော်ထွေထွေမိဘကိုယင်မိသားစုတို့၏အမတဒါနဓမ္မဒါနဖြစ်ဖြင့်ဟောကြားအပ်သောနာထသုတ်အနည်းချုပ်တရားလေးနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဗျာ၏မဟာကရုဏာဂုဏ်ကိုအာရုံပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိတိယနာစွာတတဝါဤချမ်းသာစီပွားလူလာတောင်းတဘုံပေါင်းခါသည်ဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်နဲ့အဘေမေယံဤတဲ့တိုင်းတာဖော်ပြခြင်းမှာမစွမ်းနိုင်ပါတော့ကာလလေးအတိချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအတော့ကအတိဒုက္ခရာလေးဥစ္စာအသက်ချင်တဲ့အင်္ဂါမိတ္တကြီးမှာသမိတာနဲ့တထာဇနီဆွန်ကြီးဟုချက်တိထဝေ90အစုအလုံးခဲတော်မူလို့ကိုကရောတော်ဘုရားဖြစ်ရန်ဤတန်ကြိုးကုန်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပြပန်းခြင်းတို့ကတောဘဝဒါနစိတ်ခံများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကာရုဏိကတတတဝါများရင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်ပေါင်းခါသည်ဖြင့်နာထမိညာတို့ရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းနာထတုတ်အနှစ်ချုပ်တရားတော်ရဲ့အကျိုးစီးပွားကိုလိုလားတော်မူတဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားတော်ရဲ့အကျိုးရှိရရှိကြောင်းကောင်းကျိုးချမ်းသာတွေကိုဖြစ်ပွားစေဖို့ဆိုတဲ့ဟိတဆိုတဲ့ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်တဲ့အခြေအနေကောင်းတွေကိုဖန်တီးပေးတဲ့အနေနဲ့
ထိုတို့တရားဓမ္မတွေကိုဟောကြားတယ်ရသော်ဘုရားပွင့်တော်မူလာခြင်းဒီပင်နဲ့ဘဟုဇနဟိတာယဘဟုဇနဒုက္ခယလို့ဆိုတဲ့အတိုင်းတရားများအတွက်အကျိုးစီးပွားကိုဖြစ်ဆွမ်းစေနိုင်တဲ့အကြောင်းတရားတွေဖြစ်ပေါ်လာဖို့ဟိတဆိုတာအကျိုးစီးပွားဆိုတာအကျိုးတရားတွေကိုဖြစ်ပေါ်စေနိုင်တဲ့အကြောင်းတရားလို့အဓိပ္ပာယ်ရဒါမို့စာပေကျမ်းဂန်မှာဟိတကိုဒုက္ခကာရဏံဟိတံဟိတဆိုတာချမ်းသာရဖို့အကြောင်းတရားအခြေအနေကောင်းကိုဆိုလို့အခြေအနေကောင်းဆိုတဲ့အခြေအနေကောင်းတွေရှိမှဒုက္ခဆိုတဲ့ချမ်းသာတဲ့အကျိုးတရားကိုရတယ်တတ္တဖလံဒုက္ခဟိတရဲ့အကျိုးတရားကိုကြားလို့မှဒုက္ခအဲ့တော့မြတ်စွာဘုရားကတရားတွေရဲ့အကျိုးစီးပွားဟိတဒုက္ခလို့ငါပွင့်လာတယ်လို့ဆိုတော့မြတ်စွာဘုရားကဒုက္ခကိုတိုက်ရိုက်ပေးတာမဟုတ်ဘူးဟိတဆိုတာအကြောင်းတရားကိုသာညွှန်ကြားဆုံးမဟောကြားပြီးတော့ပေးတာဟိတဆိုတာလိုက်နာချက်သုံးပါမှဒုက္ခဆိုတဲ့အကျိုးတရားကိုရမှာဖြစ်တယ်အခြေအနေကောင်းကိုဖန်တီးပေးတာအခြေအနေကောင်းကိုဖန်တီးပေးတာဆိုတာကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေနိုင်တဲ့အကြောင်းတရားကိုစီးပူးအထောက်မှကောင်းကျိုးချမ်းသာဆိုတာရလာမှာဖြစ်တယ်။ညီသည့်ပုဂ္ဂိုလ်မှလူတယောက်ချမ်းသာသွားအောင်ဒုက္ခဆိုတာပေါ်လာအောင်တိုက်ရိုက်လုပ်လို့မရဘူး။ထိုဒုက္ခရဲ့အကြောင်းတရားကိုဖြစ်ပေါ်ဖို့လမ်းညွှန်မှုပြုရဆုံးမဩဝါဒပေးရတယ်။ကောင်းတဲ့လမ်းကြောင်းတွေကိုဖော်ထုတ်ပြီးထိုလမ်းကြောင်းပေါ်မှာရှောက်လန်းစေတယ်။ဒီနည်းနဲ့သာလေဒုက္ခဆိုချမ်းသာဒုက္ခကိုရရှိစေဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတရားတွေရဲ့အကျိုးဆောင်ပြီးပို့ဆောင်ရတဲ့ဆိုတဲ့အခါမှာတရားတွေရဲ့ဆင်းရဲဒုက္ခကိုပယ်ဖြတ်တယ်ဆိုတဲ့အဓိပ္ပာယ်မှာဟိတေပဝတ္တနေနအဟိတာသနေဝတ္တနေနဟိတလို့ဆိုတဲ့ကောင်းကျိုးတွေကိုဖြစ်ပေါ်စေနိုင်တဲ့ကုသိုလ်တရားတွေရှင်နေကောင်းတွေတရားတွေရဲ့တဏ္ဍာမှာဖြစ်ပေါ်စေတယ်ဖြစ်အောင်လုပ်ခိုင်းတယ်အာဟိတာသနေဝတ္တနေလအခြေအနေတွေမကောင်းစေတဲ့အာဟိတလို့ဆိုတဲ့အကျိုးမဲ့ကိုဖြစ်စေနိုင်တဲ့အကုသိုလ်တရားတွေကရှောင်ရှားဆုတ်ပယ်စေတယ်ကုသိုလ်ကိုလှုပ်ဆောင်စေခြင်းအကုသိုလ်ကိုရှောင်စေခြင်းဆိုတဲ့ဒီအခြေအနေကောင်းနှစ်ရပ်ကိုဖန်တီးပေးမှရသော်ဘုရားသခင်ဟာတရားတွေတဏ္ဍာပေါ်မှာကြားရောက်လာမဲ့ဘေးရန်ကိုဖယ်ရှားနိုင်တယ်ဒုက္ခဆိုတဲ့အကျိုးတရားကိုဖြစ်ပေါ်စေတယ်ဒါကြောင့်မို့လို့ဟိတဒုက္ခဆိုတဲ့စကားလုံးနှစ်ခုဟာအမြဲတမ်းတွဲဖက်သုံးတာအမှန်မှအဓိပ္ပာယ်ရှိတယ်ဘုန်းကြီးတို့တွေဒုက္ခကိုလိုလားလို့ရှိရင်ဟိတဆိုတဲ့အခြေအနေကောင်းဖန်တီးကိုယူရမှာဖြစ်တယ်အခြေအနေကောင်းတွေကိုလမ်းညွှန်မှုပြုတဲ့အနေနဲ့မြတ်စွာဘုရားကထိုသုတ်တန်တွေကိုဟောတယ်ကြည်ဒီသုတ်တန်မှာလည်းပဲနာထသုတ်တန်နာထဆိုတာအာကိုရာလို့အဓိပ္ပာယ်ရလူတိုင်းဟာအာကိုရမယ့်အရာအာကိုအားထားပြုရမယ့်အရာရှိရအာကိုအားထားပြုရတဲ့အရာတွေရှိမှခန္ဓာကဒုက္ခလို့ဆိုရင်ချမ်းသာကိုရနိုင်မှာဖြစ်တယ်အာကိုအားထားပြုเสียမရှိဘူးဆိုရင်ဒုက္ခဆိုတဲ့ချမ်းသာကိုရနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားလမ်းညွှန်မှုပြုတာအာကိုအားထားရာကိုဖြစ်စေနိုင်တဲ့တရား10မျိုးကိုဒီသုတ်တံမှာအကျဉ်းချုပ်ဟောထားတာဖြစ်တယ်။အဲဒီလိုဟောတဲ့အခါမှာဘုရားမြတ်စွာရဲ့တိုက်တွန်းချက်စကားလေးကတဏ္ဍာထာဘိက္ခဝေဝိဟရထမဟာအာနာထ
ဘဝမှာနေကြမယ်ထိုင်ကြမယ်ဆိုလို့ရှိရင်တဲ့အားကိုးရာရှိပြီးမှနေကြအားကိုးရာရှိရှိနဲ့နေကြလို့ဆိုလို့အားကိုးရာမဲ့မနေကြနဲ့ဆိုတော့မြတ်စွာဘုရားကအားကိုးစရာရှိရမယ်လို့ဒီလိုပြောတော့သရဝါတွေအနေနဲ့စဉ်းစားတို့ဘာကိုအားကိုးရမှာလဲမိဘရှိတဲ့ပုဂ္ဂိုလ်ကအမေဖေကိုအားကိုးရဆွေတွေမျိုးတွေကိုအားကိုးရမှာလားပစ္စည်းဥစ္စာတွေကိုအားကိုးရမှာလားလို့အားကိုးစရာလောကမှာထင်ပြီးတော့အားကိုးစရာအဖြစ်မှတ်ယူထားတဲ့အရာတွေရှိတယ်အဲ့ဒီအရာတွေဟာတကယ်အားကိုးစရာဖြစ်သလားလို့ဆိုတော့အချိန်ခါအားလျော်စွာယမယံခါအတိုင်းတာတစ်ခုရာကြတော့အားကိုးစရာဖြစ်ကောင်းဖြစ်မယ်ဥပနိတယပစ္စယောဆိုတဲ့မှာအားကြီးသောအထောက်အပံ့ဆိုတာမျိုးတော့ဖြစ်ပါဒီအားကိုးရာဆိုတဲ့တရားထဲမှာလည်းပဲပုဂ္ဂိုလ်ကိုထည့်သွင်းပြီးတော့မြတ်စွာဘုရားဟောထားတာဖြစ်သည့်အတွက်ကြောင့်အားကိုးရာရှိရမယ်ဆိုတာဘယ်လိုဟာတွေကိုအားကိုးရမှာလဲလို့အားကိုးမှုမလွဲမှားစေဖို့ဒီသုတ္တမှာဟောကြားမှာမြတ်စွာဘုရားရဲ့အဆုံးအမကအားကိုးရာရှိပြီးတော့မှနေကြအားကိုးရာရှိလျက်နေကြအားကိုးရာမမဲ့စေကြနဲ့လူတိုင်းဟာဘဝတစ်ခုရလာလို့ရှိရင်အားကိုးအားထားပြုရမယ့်အရာရှိကိုရှိရမယ်မရှိရင်ရောက်တဲ့ကိုင်းလို့ငှက်တောင်ကျွတ်ဆိုတာဒီကိုင်းလွတ်သွားတဲ့မြောက်ဟာလည်းမြေပေါ်ကျမှာပဲငှက်တောင်ကျွတ်သွားတဲ့ငှက်ဟာလည်းဒုက္ခရောက်မှာအဲ့ဒါကြောင့်မို့လို့ငှက်ရဲ့အားကိုးရာကအတောင်ပဲမြောက်တည်းရဲ့အားကိုးရာကသိကိုင်းမယ်အားကိုးရာတစ်ခုရှိနေရမယ်အဲ့ဒီအားကိုးရာလွတ်သွားပြီဆိုလို့ရှိရင်တော့အားကိုးရာမဲ့အားကိုးရာမရှိတော့ဘူးလို့ဆိုတာနဲ့ဘာဖြစ်လဲဒုက္ခံအနာထောဝိဟရတိအားကိုးရာမဲ့ပြီးတော့နေရတဲ့ပုဂ္ဂိုလ်ဟာဒုက္ခရောက်တယ်ဒါမြတ်စွာဘုရားရဲ့တိုက်တွန်းချက်စကားကိုအလေးနဲ့မှတ်သားရတို့တွေရောအားကိုးရာရှိနေကြသလားတို့ရောဘာကိုအားကိုးအားထားပြုနေကြသလဲကိုယ့်ကိုဆန်းစစ်ပြီးတော့ကြည့်ရလက်ရှိဘဝမှာတို့ဘာတွေအားကိုးနေသလဲသံဃာခရီးသွားတဲ့အခါတို့တွေဘာကိုအားကိုးကြရမှာလဲဆိုတဲ့စဉ်းစားဆင်ခြင်မှုဟာအလွန်အရေးပါဆင်ခြင်သုံးသပ်ကြည့်မှမိမိတို့အဖြေဆိုတာထွက်လာနိုင်တယ်မြတ်စွာဘုရားကလမ်းညွှန်မှုကိုပြုတယ်ဆုံးမပြီးအားကိုးရာရှိရမယ်လို့ပြောပြီးဒါဖြင့်တပည့်တော်တို့ဘာကိုအားကိုးရမလဲလို့ဆိုတော့မြတ်စွာဘုရားကတတယိမေဘိက္ခွေဓမ္မာနာထကရဏအားကိုးရာလို့အားကိုးစရာအနေဖြစ်ပေါ်စေနိုင်တဲ့အားကိုးထိုက်တဲ့အရာဟာ10မျိုးရှိတယ်ဆိုအားကိုးရမယ့်တရားတွေကိုမြတ်စွာဘုရားကဟောပြောဆုံးမပေးတယ်အားကိုးရမယ့်အရာ10မျိုးအဲ့ဒီ10မျိုးဟာတကယ်အားကိုးရအစစ်ဖြစ်တယ်မိမိတို့ဘဝခရီးရှောင်လန်းတဲ့အခါမှာအဲ့ဒီ10မျိုးမိမိတို့တဏ္ဍာမှာရရှိထားပြီဆိုလို့ရှိရင်အားကိုးရာရှိရှိနေထိုင်ရင်းပဲဖြစ်တယ်ပေါ့အဲကြောင့်မို့အားကိုးအားထားပြုပြီးတော့နေရမယ့်အရာဘာတွေလဲဆိုတာမြတ်စွာဘုရားကတခုချင်းရှင်းပြီးတော့ပြခုချင်းရှင်းပြတကယ်ကိုအားကိုးအားထိုက်ဘယ်ကိစ္စအတွက်အားကိုးရမှာလဲလို့ဆိုရင်တန်မြာခရီးသွားတဲ့အခါမှာလဲအားကိုးရမှာပဲဘာအတွက်လဲဆင်းရဲဒုက္ခမဖြစ်အောင်အားကိုးရအားကိုးရမဲ့ရင်ဒုက္ခရောက်တယ်အားကိုးရရှိနေလို့ရှိရင်ချမ်းသာဒုက္ခရ
လောကလူသားတွေကချမ်းသာဒုက္ခကိုရချင်တာဖြစ်လို့အာကိုရာရှိရမယ်လို့အာကိုရာရှိမှချမ်းသာတာနေနိုင်ရမယ်လို့နေနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဆိုလိုတာပေါ့ဟုတ်ပြီတရားတွေကဟောပြောတဲ့အခါမှာမြတ်စွာဘုရားနဲ့အနိကနေထိုင်ကြတဲ့ယဟန်တန်ဃာတွေကိုဥတည်ပြီးတော့ဟောလိရှိတဲ့တရားကညာတဲ့မြတ်စွာဘုရားယဟန်တော်တွေကိုဥတည်ပြီးဟောတာဖြစ်တယ်သို့တော်လည်းအာလုံးသောဘုရားရဲ့အဆုံးအမကိုလိုလားတဲ့ပုဂ္ဂိုလ်တွေအတွက်ဒီတရားဟာလိုက်နာကျင့်သုံးရမယ့်အချက်တွေရှိတယ်။ယဟန်တော်တွေကိုဥတည်ဟောတယ်လို့ဆိုပေမဲ့လို့မိမိရဲ့တပည့်တော်ကဖြစ်တဲ့ဥပဒကဥပဒိကမတို့အတွက်နောက်ဆုံးကတလောကလုံးအတွက်ညီသည့်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်မြတ်စွာဘုရားညွှန်ပြတဲ့အာကိုထိုက်တဲ့အရာတွေကမိမိတို့မှာပြည့်ဝနေပြီဆိုလို့ရှိရင်တော့အာကိုစရာတော့ရလာပါဘူးအာကိုစရာရလာလို့ရှိရင်ချမ်းသာဒုက္ခဆိုတာဖြစ်လာမှာအဲ့တော့ဒီအာကိုထိုက်တဲ့တရားတွေကဟိတရလာတဲ့ချမ်းသာကဟိတရဲ့အကျိုးလို့ဟိတဒုက္ခအလုံးမှာရသော်ဗျာဒုက္ခကိုပေးလို့၍ဟိတဆိုတဲ့အခြေအနေကောင်းတစ်ခုဖန်တီးထားကြရမယ်လို့ဒီလိုဆုံးမတာပေါ့နော်အဲ့တော့ကောင်းပြီချမ်းသာဒုက္ခရဖို့ဆိုတော့နံပါတ်1ကဘာအရေးကြီးဆုံးလို့ဆိုရင်အာကိုထိုက်တဲ့တရားတွေကိုရှိမယ်ကိုจิตသီလအာကိုထိုက်တဲ့တရားတစ်ခုဖြစ်တယ်ကိုจิตသီလပြပြားသွားပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုจิตသီလဆုံးရှုံးသွားခြင်းဟာဒီဘဝအတွက်သာမကဘူးတဏှာအတွက်ပါနိဒ္ဒဆုံးရှုံးခြင်းပဲဖြစ်တယ်ဒါကြောင့်မို့လို့ကိုจิตသီလနဲ့ပြည့်စုံအောင်ကြိုးစားအထောက်ရမယ်လူတွေဆိုရင်၅ပါးသီလပေါ့ရဟန်းတန်ဃာတွေဆိုရင်ပါဠိမောက်မှာလာတဲ့229သောသိက္ခာပုဒ်တွေရဟန်းတော်တွေကျင့်သုံးလိုက်နိုင်ရမယ်သိက္ခာပုဒ်တွေပါဠိမောက္ခတံဝရသီလလို့ခေါ်တယ်ကိုချင်းသီလတွေအဲ့ဒီကိုချင်းသီလတွေနဲ့ပြည့်စုံရမယ်ပြည့်စုံတယ်ဆိုတာသီလပါဠိမောက္ခတံဝရတံဟုတောလို့ဆိုတဲ့စကားအရရှိမယ်ဆိုပါဠိမောက္ခဆိုတဲ့စကားလုံးကဆုံးထိန်သူကိုဆင်းရဲဒုက္ခကလွတ်စေဒီသီလပြည့်ပြည့်ဝဝထိမ့်သိမ်းဆောက်ရှောက်ပြီးဆိုရင်အဲ့ဒီထိမ့်သိမ်းဆောက်ရှောက်သူကိုဒီသီလကဆင်းရဲဒုက္ခကလွတ်စေဒီလိုဆိုလို့လွတ်စေနိုင်တဲ့အကြောင်းတရားအဲ့တော့ဆင်းရဲဒုက္ခမရောက်အောင်ဆင်းရဲဒုက္ခကလွတ်ချင်ဘာအားကိုးရမှာလဲဆိုသီလပဲအားကိုးရမယ်ဒီလိုဆိုတာနော်ကဲဒါဖြင့်ဆင်းရဲဒုက္ခဆိုတာကိုစဉ်းစားကြည့်ဆိုပါစို့တို့ကြောင့်နေအနေနဲ့ပါဠိမောက္ခတံဝရသီလဆိုတာ၅ပါးသီလပဲ၅ပါးသီလပါဏာတိပါဒဝေရမဏိဆိုတဲ့ပါဏာတိပါဒမှာရှောင်ကျဉ်မှုဆိုတာသူများတဲ့တတ်ချင်းဆိုတဲ့ကာယကံမြောက်ကျူးလွန်မှုကိုဆောင်စည်းလိုက်တယ်မကျူးလွန်တော့ဘူးကျူးလွန်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဒုက္ခတွေရောက်လာနိုင်မလဲသူများတဲ့ချင်းအတတ်ကိုတတ်ချင်းကြောင့်ဒီဘဝမှာတင်ဖြစ်ပေါ်လာတာကဘာလဲလို့ဆိုရင်ရံများလာခြင်းပဲဘေးရန်အန္တရာယ်တွေပေါ်လာခြင်းပဲဘေးရန်အန္တရာယ်တွေပေါ်လာခြင်းပါဏာတိပါဒကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲရခြင်းဝမ်းနည်းကြေကွဲရခြင်းပူပန်ရခြင်းဆိုတာတွေစက်တိုက်နောက်ကနေပေါ်လာဒီဘဝမှာတည်းမဲ့မကောင်းဘူးအကုသိုလ်ဆိုတာလုပ်ပြီးရင်ဆိုရင်တော့ကရောက်
အဲ့တော့ပါဏာတိပါဒလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဣဒသောစတိဒီဘဝမှာလည်းစိုးရင်ရတယ်ပစ္စသောစတိနောက်ဘဝမှာလည်းစိုးရင်ရတယ်ဆိုတဲ့စိုးရိမ်မှုနှစ်ခုနဲ့အသက်ရှင်းနေရတဲ့ပုဂ္ဂိုလ်တယောက်ဟာဒုက္ခဆိုတာကနေဝေးကွာပြီးတော့ဒီမှာပဲဒါကြောင့်မို့ပါဏာတိပါဒကိုမရှောင်လိုက်တာနဲ့တပြိုင်နက်ဒုက္ခအဆုံးရှုံးသွားဒုက္ခနဲ့အလံဝေးသွားရုံနဲ့မကဘူးပါဏာတိပါဒဟာနိရယတံဝတ္တနိကောတိရစ္ဆာနာတံဝတ္တနိကောပေတတံဝတ္တနိကောလို့ဆိုတဲ့အတိုင်းပါဏာတိပါဒဆိုတဲ့အကုသိုလ်ဟာငရဲကိုကြာရောက်စေနိုင်တယ်တိရစ္ဆာန်ဘဝကိုရောက်ရှိသွားစေနိုင်တယ်တိတ္တဘဝကိုရောက်ရှိသွားစေတယ်ပါဏာတိပါဒအကျိုးကိုခံရသည့်အတွက်ကြောင့်တိရစ္ဆာန်ဘဝမှာသွားဖြစ်ရတယ်ဖြစ်ပြီးဆိုတဲ့အခါမှာအနိုင်ကျင့်တပ်ဖြတ်တာတွေခံရမယ်ငရဲရောက်ပြီးဆင်းရဲဒုက္ခတွေခံရမယ်ပိဋကဘဝရောက်သွားပြီးဆင်းရဲဒုက္ခတွေခံရမယ်အဲ့ဒီပါဏာတိပါဒအကျိုးဆက်တဲ့ငရဲတို့တိဋ္ဌာန်တို့ပိဋကတို့ကလွတ်လာသည့်တိုင်အောင်လူဖြစ်လာပြီဆိုရင်ဘာဖြစ်လဲငွေတွေကယောဂတွေများလာအသက်တူတယ်ယောဂတွေပေါ်တယ်လူဘဝရလာတာတောင်ချမ်းချမ်းသာသာမနေရတော့ဘူးဒုက္ခဆိုတာဆုံးရှုံးသွားတယ်အဲ့တော့ပါဏာတိပါဒကရှောင်ကျင်လိုက်တယ်ဆိုတဲ့ဒီသီလလေးတစ်ခုလုံလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအခြေအနေဆိုးတွေဟာမဖြစ်တော့ဘူးကိုအပင်ငရဲကြာခြင်းဆိုတဲ့အခြေအနေဆိုးတိရစ္ဆာန်ဘဝရောက်ခြင်းဆိုတဲ့အခြေအနေဆိုးပြိတ္တာဘဝရောက်ခြင်းဆိုတဲ့အခြေအနေဆိုးလူဖြစ်လာပြန်လို့ရှိရင်လည်းအသက်တိုးခြင်းကျမ်းမာမှုချွတ်တဲ့ခြင်းဆိုတဲ့အခြေအနေဆိုးတွေကလွန်မြောက်ပြီးတော့ကျမ်းမာတယ်အသက်ရှည်တယ်ဆိုတဲ့အကျိုးကျေးဇူးတွေကိုရဒီချာချာအလေးနဲ့စဉ်းကျင်စဉ်းစားကြည့်မြတ်စွာဘုရားကအခုလို့သက်ရှည်ခြင်းကျမ်းမာခြင်းကောင်းရတဲ့ဒီကိုလည်းဖြစ်ခြင်းဆိုတဲ့ကောင်းကျိုးချမ်းသာတွေရဖို့ရအတွက်အခြေအနေကောင်းတစ်ခုအားကိုးရမယ့်အရာဟာပါလေသာသမီအားကိုးလို့လည်းမရဘူးမိဘအားကိုးလို့လည်းမရဘူးဆွေမျိုးသားချင်းတွေအားကိုးလို့လည်းမရဘူးမိဘတို့ဆွေမျိုးသားချင်းတို့ဆိုတာဒီဘဝမှာဝိုင်းဝန်းကူညီလုပ်ပေးနိုင်တာတော့ပဲရှိမယ်တန်တရားအတွက်အားကိုးရမယ့်အနေအထားမျိုးမရဘူးတဲ့ဒါကြောင့်မို့သီလဆိုတဲ့ကိုယ်ချင်းတရားကတော့တကယ်ကိုနာထကရဏအာကိုးတိုက်တဲ့တရားပဲအာကိုးရဖြစ်တယ်စဉ်းကျင်စဉ်းစားကြည့်ပေါ့နော်တကယ်အာကိုးရမှာကသီလအဲ့တော့မြတ်စွာဘုရားတရားကအင်မတန်မှရိုးရိုးလေးနဲ့ရှင်းရှင်းလေးဟောတာအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးခွဲခြားပြီးတော့ဟောထားတာဖြစ်တော့ကြောင့်ဒီအကြောင်းကိုအားထုတ်လို့ရှိရင်ဒီအကျိုးဟာဖြစ်လာမှာအခုလိုသီလလုံခြုံလိုက်တာနဲ့တပြိုင်နက်ဆိုပါစို့ပါဏာတိပါဒကလုံခြုံရင်သက်ရှည်တယ်ကျမ်းမာတယ်လူဘဝရလာတယ်အဋ္ဌိဏရဏလုံခြုံလိုက်တဲ့ဖြင့်ကိုရှာထားတဲ့ပစ္စည်းဟာရေမီမင်းခိုးသူမချစ်မတဲ့တော့အမွေခံသားဆိုးသမီးဆိုးဆိုတာတွေကြောင့်မပျက်စီးဘူးကာမေတုမိစ္ဆာစာရကရှောင်လိုက်တဲ့ဖြင့်အရက်ထဲမှာလူမုံမများဘူးလူချင်းလူခင်ပေါ်တယ်မုသဝါဒကရှောင်လိုက်တာနဲ့တပြိုင်နက်လူဘဝရောက်လာတဲ့အခါမှာမုသဝါဒရှောင်ခြင်းကြောင့်ဘာဖြစ်တော့မတရားဆွဆွဲခံရတာမျိုးတွေရှိဘူးတဲ့အဘုဒ္ဓအဘက်ခန္ဓာမဟုတ်မှဆွဆွဲပြောခံရတာမျိုးဖြစ်ဘူးမုသဝါဒမရှောင်ခဲ့ဘူးဆိုရင်မဟုတ်မှဆွဆွဲပြောဆိုခံရတယ်မတရားဖန်ဆီးခံရမယ်မခိုးဘဲနဲ့ခိုးတယ်လို့ဆွဆွဲပြီးတော့ဒုက္ခရောက်မယ်ဒါမျိုးတွေဆိုလို့သူရမေတရားကရှောင်လိုက်တာနဲ့တပြိုင်နက်လူဘဝရောက်လို့ရှိရင်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အိုင်ကျူမြင့်တဲ့ပုဂ္ဂိုလ်ရှိစဉ်းစားဉာဏ်လေးရှိတယ်အဲ့တော့ငါးပါးသီလလုံလိုက်တာနဲ့ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ရောက်ရှိလာတယ်အဲ့ဒီပြည့်စုံတဲ့လူတစ်ယောက်ဖြစ်ရောက်လာတဲ့အခါမှာ
မြင့်မားတဲ့ဆန္ဒကြီးမားတဲ့လုံလဝိရိယကြံ့ခိုင်တဲ့စိတ်ဓာတ်ဆင်ញင်စဉ်းစားတတ်တဲ့အသိပညာတွေပေါင်းစပ်ပြီးတော့ကြိုးစားအားထုတ်လိုက်မယ်ဆိုလို့ရှိရင်လူတွေကထူခြားတဲ့လူတစ်ယောက်ဖြစ်သွားတယ်။စစ်မြင့်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်။ဒီလိုဆိုတာပေါ့နော်။ဒါကြောင့်မို့နံပါတ်1သီလဟာအားကိုးရမယ်တရားထဲမှာထိတ်ဆုံးကရောက်နေတယ်။အားကိုးရမယ်အားကိုးလိုက်တဲ့တရားဖြစ်တယ်။ဒီလိုဆိုတာကဲသီလနဲ့ပြည့်စုံပြီဆိုရင်ဟုတ်ပြီအခြေအနေကောင်းတစ်ခုတော့ရပြီအခြေအနေကောင်းတစ်ခုပေါ်မှာမူတည်ပြီးတော့ကောင်းကျိုးချမ်းသာတွေတော့ရပြီအဲ့ဒါလို့သီလနဲ့ပြည့်စုံမှုပြည့်စုံပြီးတဲ့အခါမှာနောက်ထပ်ရှိတဲ့အရည်ချင်းကတော့ဘာလဲလို့ဆိုမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေနဲ့ပတ်သက်ပြီးတော့ဘောဓုတရှိရမယ်ဘောဓုတမရှိလို့ရှိရင်စဉ်းစားတာကစပြီးတော့လွဲချော်သွားတယ်မြတ်စွာဘုရားတရားတော်ကြီးကြားနာတာဘောဓုတစီကိုတုတ္တဆိုတာကြားနာခြင်းနဲ့စိတ်ကအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့အကျိုးအဆက်ဆက်ကိုစဉ်းစားကြည့်အခုလိုတရားဝဲတွေကျင်းပပြီးတော့တရားနာတယ်နာကျင်တဲ့ဆန္ဒရှိလို့တရားဝဲရောက်လာတယ်ဘာရလဲသုတ်တုတာသုတဝဋ္ဌနိဈာနာလို့တဲ့ဆန္ဒရှိလာသည့်အတွက်ကြောင့်ဘောဓုတတွေရလာတယ်သုတတွေတိုးလာတယ်သုတတွေတိုးလာတော့ဘာဖြစ်သုတံပညာယဝဋ္ဌနာအဲ့ဒီသုတဟာအမှန်သိဖို့ဆိုတဲ့အမှန်သိတဲ့ပညာတရားတွေအသိပညာတွေကိုယ်တဏ္ဍာမှာတိုးလာကြည့်လေမြတ်စွာဘုရားဟောလိုက်တဲ့နာထသုတ်တံရဲ့ပထမအချက်ကိုနားထောင်လိုက်တာနဲ့ဩသီလရှိမှတို့တွေဒုက္ခဆိုတာရနိုင်မှာပါလားဆိုတာဒါဒီလိုဆင်ញင်စဉ်းစားနိုင်တာသိနိုင်တာပညာလို့ခေါ်တာပေါ့အဲ့ဒါကိုပညာခေါ်တာပဲအဲ့ဒီပညာဟာသုတ္တကိုအကြောင်းပြုပြီးတော့ဖြစ်တာသုတံပညာယဝတ္တမြတ်စွာဘုရားကဒီသုတ္တမှာတတိပေးတယ်ဆုံးမတယ်အာကိုရာရှိကြပါစေအာကိုရာမဲ့ပြီးမနေကြနဲ့အာကိုရာမဲ့ရင်ဒုက္ခရောက်တတ်တယ်တဏှာခရီးသွားမယ်ဆိုရင်အာကိုရာတွေရှိနေရမယ်လို့ဒီလိုဟောတော့အေးအဲ့ဒါလိုဟောလိုက်တဲ့ဖြင့်တို့ဟာဘာရှိရမှာလဲတမန်အဖြစ်ဆိုရင်တို့မှာရွှေရှိရမယ်ငွေရှိရမယ်ဆွေမျိုးရှိရမယ်တိုက်ရှိရမယ်ကားရှိရမယ်ဒါမျိုးပဲစဉ်းစားကောင်းစဉ်းစားလိုက်နော်မြတ်စွာဘုရားကအာကိုရာရှိရမယ်လို့အာကိုရာမရှိဘူးဆိုလို့ရှိရင်ဒုက္ခရောက်လိမ့်မယ်လို့ဆိုတာကိုဟောထားတဲ့ပုံမှာဆင်ញင်စဉ်းစားကြည့်လိုက်တော့အာကိုရာရှိရမယ်ဆိုတာတကယ်အာကိုတိုက်တဲ့အရာဘာလဲဆိုတာသဘောပေါက်သွားအဲ့ဒါကိုပြောတာသုတံပညာယဝတ္တနာအသိပညာတွေတိုးတက်လာတယ်ဒါဖြင့်ပညာတိုးတက်လာတော့ဘာဖြစ်လဲပညာယအဋ္ဌံဇာနာတိအဓိပ္ပာယ်ကိုနားလည်လာတယ်ကိုဘာလုပ်ရမယ်ဆိုတာနားလည်လာခုတရားနဲ့ပြိဋ္ဌာန်တွေနားလည်တယ်ဘဝခရီးမှာအာကိုးစရာဆိုတာသီလဆိုတာသဘောပေါက်လားဟောနားလည်သွားပြီသီလကိုအာမကိုးလို့ရှိရင်အာကိုးရမဲ့သွားရင်ဒုက္ခရောက်မယ်ဒီလိုသဘောပေါက်လားအဲ့တော့ပညာယအဋ္ဌံဇာနာတိအသိပညာဖြင့်အတဲ့တွေကိုနားလည်ညာတော်အထောဒုက္ခဝေါအဲ့ဒါလို့သိခြင်းကြောင့်ဘာဖြစ်လာလဲဒုက္ခဆိုတာညာအဲ့တော့ရှေ့ပိုင်းကလုံနေတာတွေကဟိတရလာတာကဒုက္ခဒီလိုဆိုလိုတာပေါ့အေးဒါကြောင့်မို့သုတ္တဆိုတာအလုံးကိုခြုံငုံပြီးတော့သီလရှိဖို့ဆိုတဲ့နေရာမှာလဲသုတ္တအရေးကြီးတယ်ပေါ့မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေနာယူမှတ်သားတယ်လေ့လာဖတ်ရှုတယ်မသိတာတွေကိုမေးမြန်းစူးစမ်းတယ်ဘောဓုတရှိတယ်မှတ်သားထားတယ်တရားနာတယ်ဆိုတာအသိဉာဏ်ရဖို့နာတာဖြစ်တယ်
တရားပွဲကအသိဉာဏ်ကိုများများရှိပါမြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာသိရှိနားလည်ရနားလည်ပြီးုံနဲ့ပြီးလာလို့ဆိုမပြီးဘူးဒီစကားလုံးလေးတွေကိုမှတ်သားထားဒါတာရင်နဲ့နှလုံးထဲမှာသိမ့်ထားရမယ်သိမ့်ထားပြီးတော့နှုတ်ကတောင်မှတွတ်တွတ်ရွတ်ပစတာပရိစိတ်တာစိတ်ထဲကနေလေစဉ်းစားနာထတုတ်အနှစ်ချက်ကိုနာပြီးတဲ့အခါမှာအော်မြတ်စွာဘုရားကကိုယ်ဝေအာကိုရရှိရမယ်အာကိုရမရှိရင်အာကိုရမဲ့မနေကြနဲ့အာကိုရမရှိရင်ဒုက္ခရောက်လိမ့်မယ်ဆိုတဲ့စကားကိုမှတ်ထားဒိဋ္ဌိယသုပတိဝိတာအာကိုရဆိုတာဘာတွေလဲဘယ်လိုအတွက်အာကိုရဖြစ်တယ်ဆိုတဲ့မှန်ကန်တဲ့အတွေးအမြင်အသိဉာဏ်တွေထိုးရင်သိလာသည်ကြည့်အောင်ဆင်ញင်ရမယ်လို့ဒီလိုဆိုတာဟုတ်တုတ္တဆိုတဲ့ဟာမှာမြတ်စွာဘုရားကအာကိုရာလို့ဆိုတဲ့နေရာမှာတဏှာဝကလွတ်ချက်နေနိဗ္ဗာန်ကိုဘယ်လိုရောက်အောင်ကျင့်ရမယ်နိဗ္ဗာန်လမ်းကြောင်းကိုဘယ်ကနေသွားရမယ်ဘယ်လိုနိဗ္ဗာန်လမ်းကြောင်းပေါ်တက်ရနိဗ္ဗာန်ဆိုတာဘာလဲနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကရောဘာလဲဘယ်လိုသွားရမလဲဆိုတာဒီပါသိရှိနားလဲလားဒါကြောင့်မို့လို့တုတ္တဆိုတာအရေးကြီးတယ်တုတ္တမရှိဘဲနဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်တက်ပြီးတော့ရှောက်မယ်တရားအားထုတ်မယ်ဆိုပါတော့နော်တုတ္တဆိုတာဘယ်ကိစ္စလုံလောက်တဲ့အတိုင်းအတာတစ်ခုရှိရမယ်နောက်ဆုံးမှာသမင်းချက်ဟင်းချက်တာတောင်မှပဲတုတ္တရှိရမရှိရင်လွဲမားတယ်လေတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်တဲ့အခါမှာလည်းမှန်ကန်တဲ့အတွေးတွေမှန်ကန်တဲ့အမြင်တွေရအောင်ထိုက်တန်တဲ့တုတ္တကိုအရင်ရှိရအရင်စီးဖို့အထောက်ရုပ်အကြောင်းသိရမယ်နာမ်အကြောင်းသိရမယ်ရုပ်နာမ်ကိုဘယ်လိုရှုမြင်သုံးသပ်ရမယ်ဘယ်လိုသဘောထားရမယ်ဆိုတာသိရအဲ့ဒါတွေဟာတုတ္တတွေပဲအဲ့ဒါလို့သူ့တဲ့ဒီသိတဲ့တုတ္တတွေဟာအသိဉာဏ်ကိုတိုးပွားစေပြီးတော့အသိဉာဏ်ကမှအဓိပ္ပာယ်ကိုသိနိုင်တယ်လို့ဒီလိုဆိုတာပေါ့ဒါဟာလည်းပဲဘဝခရီးမှာပညာဘဝတုတ္တလွန်အားကိုးစရာကောင်းတဲ့အချက်ဆိုတာမတ္တမထင်ရှားတယ်သမန်လောကီပညာတစ်ခုကရောအာမကိုရဘူးလားဆိုသူအတိုင်းတာတစ်ခုတော့အားကိုးရတယ်ပညာတစ်ခုတတ်တာပြီဆိုရင်အဲ့ဒီပညာနဲ့သမင်းဝအောင်လုပ်လို့ရတယ်ဒါလည်းအားကိုးစရာတစ်ခုပေါ့သို့တော့အပြည့်အဝအစွမ်းကုန်အားကိုးရမှာလားလို့ဆိုတော့အဲ့ဒီလိုတော့မရအခုမြတ်စွာဘုရားရဲ့ဆုံးမဩဝါဒတွေကိုသိရှိနားလည်ခြင်းကသာလေဒီတုတ္တကသာလေတဏှာဝကလွတ်သိထီအောင်အားကိုးနိုင်တဲ့အသိပညာရမှာဖြစ်တယ်ပေါ့လို့ဆိုဟုတ်ပြီတုတ္တဆိုတာစီဘူးအထောက်ကြနောက်တစ်ခုကအားကိုးရမယ့်အရာတစ်ခုကပါလဲလို့ဆိုကလျာဏမိတ်တဘေကောင်းဆွေကောင်းလည်းအားကိုးရကြည်ကလျာဏမိတ်တဆိုတာတရားမဟုတ်ဘူးပုဂ္ဂိုလ်တူတယောက်ကိုရည်ညွှန်းတာမိကောင်းဆွေကောင်းဆိုတာလည်းအလွန်အရေးကြီးတယ်ဒါကအပြင်ဘက်ကအကြောင်းတစ်ခုလို့ခေါ်တယ်ခုနသီလတို့ဘောဓုတတို့ဆိုတာအတွင်းဘက်ကအကြောင်းတရားအပြင်ဘက်ကအကြောင်းတရားဆိုတာလည်းသိအရေးကြီးတယ်ကလျာဏမိတ်တကောင်းမြတ်တဲ့မိတ်ဆွေအကူလိုက်တဲ့မိတ်ဆွေဒါဖြင့်ဘုန်းကြီးတို့တွေတဏှာဝကလုပ်ဖို့အတွက်အကောင်းဆုံးမိတ်ဆွေဆိုတာဘယ်သူကိုပြောတာလဲဆိုရင်ဘုရားပဲမြတ်စွာဘုရားဟာအကောင်းဆုံးမိတ်ဆွေပဲမြတ်စွာဘုရားပွင့်လာတဲ့အခါမှာကုသိုလ်အကုသိုလ်သိရှိနားလည်ရရုံမြတ်မကတဏှာဝကလွတ်တဲ့လမ်းကြောင်းကိုသိရှိနားလည်တာအိုခြင်းသဘောနာခြင်းသဘောသိခြင်းသဘောရှိရတဲ့ဘဝထိုအိုခြင်းနာခြင်းသိခြင်းတို့ကလွတ်တဲ့နိလန်းတွေကိုမြတ်စွာဘုရားဆိုတဲ့ကလျာဏမိတ်ကောင်းကိုအမိပြုမှဘုန်းကြီးတို့တွေသိရှိကြရတာဖြစ်သောကြောင့်အဲ့တော့လူတိုင်းဟာကလျာဏမိတ်တမဟုတ်ဘူး
ကလျာဏမိတ်တလို့ဆိုတဲ့မှန်ကန်တဲ့လမ်းညွှန်မှုကိုပြုနိုင်တဲ့ပုဂ္ဂိုလ်တကယ်ကလျာဏမိတ်တပဲအန္တရာဝကလွတ်စေနိုင်တယ်တကယ်အားကိုးရမှာပဲတိုက်တာတစ်ခုရဒီနေရာမှာရှင်အနန္ဒာနဲ့ရှင်သာရိပုတ္တရာတို့ရဲ့ယူဆချက်ကလေးတစ်ခုမှတ်သားထားပါနိဗ္ဗာန်ရောက်ဖို့အကျင့်ကိုကျင့်တဲ့ဓမ္မစရိယဆိုတဲ့အကျင့်ကိုကျင့်တဲ့အခါမှာကလျာဏမိတ်တဆိုတဲ့ဆရာကောင်းသမားကောင်းကထက်ဝက်အကျိုးပြုသလားအပြည့်အဝဓာခိုင်နှုန်းအပြည့်အကျိုးပြုသလားလို့ဆိုတဲ့မိဂုံးလေးတစ်ခုရှင်အနန္ဒာရဲ့အမြင်မှာဓမ္မစရိယလို့ခေါ်တဲ့မြတ်သောအကျင့်ကိုကျင့်တဲ့အခါကလျာဏမိတ်ကဒါထက်ဝက်အကျိုးပြုတယ်လို့သူကယူဆတယ်သူကဘယ်လိုတွေးတုံဆိုဆရာကသွန်သင်ပြသတာကသွန်သင်ပြသမှုအပိုင်းမှာဆရာရဲ့အပိုင်းကျိုးစားအထောက်တာကကိုယ့်အပိုင်းလို့ဒီလိုယူဆပြီးတော့ဆရာကအကျိုးပြုတာတဝက်ကိုယ်တိုင်ကျင့်သုံးရတာကတဝက်လို့သူကဒီလိုယူဆအဲ့ဒီမှာမြတ်စွာဘုရားကလက်မခံမှုသူယူဆရှင်သာရိပုတ္တရာကတော့အဲ့ဒါလို့မမြင်ဘူးကလျာဏမိတ်တမရှိရင်ကြိုးစားမှုဆိုတာလည်းမဖြစ်လာနိုင်ဘူးတဲ့ဒါကြောင့်မို့လို့ကလျာဏမိတ်တလို့ဆိုတဲ့ဆရာကောင်းသမားကောင်းတွေရာခိုင်နှုန်းအပြည့်အကျိုးပြုတယ်ဆိုတဲ့ရှင်သာရိပုတ္တရာရဲ့အမြင်ရှင်သာရိပုတ္တရာဆိုတာဘုရားပြီးရင်ပညာအကြီးဆုံးပုဂ္ဂိုလ်ပဲလေသူ့အမြင်ကိုတော့မြတ်စွာဘုရားလက်ခံအဲ့တော့လောကမှာတဏှာဝကလွတ်ဖို့လမ်းညွှန်မှုပြုတယ်ဆိုတာလမ်းညွှန်မှုမရဘူးဆိုလို့ရှိရင်ကြိုးစားမှုတွေကလည်းမဖြစ်လာနိုင်ဘူးပေါ့ကြိုးစားအောင်တော့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်မှာမဟုတ်ဘူးဒါကြောင့်မို့လို့ကလျာဏမိတ်တဆိုတာအပြည့်အဝအကျိုးပြုတယ်လို့မြတ်စွာဘုရားဒီလိုဆိုဥပနိဒေယပစ္စယောလို့ဆိုတဲ့အထဲမှာအခုလို့ကောင်းမြတ်တဲ့ရှင်နေကောင်းတွေကိုလမ်းညွှန်မှုပြုနိုင်တဲ့ဆုံးမဩဝါဒပေးတဲ့ပုဂ္ဂိုလ်သူမြတ်တွေအဲ့ဒီပုဂ္ဂိုလ်သူမြတ်တွေဟာဆုံးမဩဝါဒခံယူတဲ့ပုဂ္ဂိုလ်တွေအတွက်အပြည့်အဝအကျိုးပြုတာဖြစ်တယ်ဒါကြောင့်မို့ဒါလည်းနာထကရဏအာကိုရမယ့်အရာပဲဖြစ်တယ်ဒီနေရာမှာပုဂ္ဂိုလ်ကိုအာကိုခိုင်းတာမဟုတ်ဘူးတိုက်ရိုက်ကထိုကလျာဏမိတ်တလို့ဆိုတဲ့ဆရာရဲ့အဆုံးအမဆိုလို့တယ်ပေါ့နော်ဆရာရဲ့အဆုံးအမဆိုလို့ဓမ္မအတ္တဟိအတ္တနောနာထောဆိုတဲ့စကားနဲ့ပို့ပြီးတော့ကိုက်ညီသွားဆရာသမားကိုအားကိုးတယ်ဆိုတာဆရာသမားရဲ့အဆုံးအမကိုနာခံတာဒီလိုအဓိပ္ပာယ်ရသူ့ရဲ့အဆုံးအမဟာဓမ္မတန်ဖိုးရှိရှင်သာရိပုတ္တရာလိုဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တောင်မှပဲကလျာဏမိတ်တမတွေ့ခင်အချိန်မှာတဏှာဝကလွတ်ဖို့ဆိုတဲ့လမ်းစရှားမရဘူးရှားနေတာကြာပြီပေါ့ပိဿဝဂီ၅ပါးထဲမှာအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီမထေရနဲ့တွေ့တဲ့အခါကျတော့မှရှင်အတ္တစီမထေရရဲ့လမ်းညွှန်မှုလေးကိုနားထောင်လိုက်ရမှသူဟာလမ်းကြောင်းတဲ့သွားသောတပန်ဖြစ်သွားတာလေအဲ့ဒါကလျာဏမိတ်တအဲ့တော့ကလျာဏမိတ်တကဘလောက်အကျိုးပြုလိုက်တယ်လဲစဉ်းစားကြည့်ရှင်အတ္တစီနဲ့မတွေ့ခင်အမတဆိုတာရှားနေတာမတွေ့ဘူးလမ်းကြောင်းတွေလွဲနေတယ်ရှင်အတ္တစီနဲ့တွေးလိုက်တာခဏလေးပဲပြောလိုက်တာစကားလေးမှတူတူလေးပဲလေးပါးရရှိတဲ့ဂါထာမှာနှစ်ပုဒ်လောက်နှစ်ပါးရနဲ့ပဲသဘောပေါက်နားလည်သွားတာအဲ့ဒီလိုဆိုလိုတာကလျာဏမိတ်တဆိုတာဟာအားကိုးရမယ့်အရာဖြစ်တယ်မြတ်စွာဘုရားကလွဲရင်ပိစိကဗုဒ္ဓကလွဲရင်ကျန်တဲ့ပုဂ္ဂိုလ်တွေဟာကလျာဏမိတ်တမရှိဘဲနိဗ္ဗာန်လမ်းကြောင်းပေါ်မတက်နိုင်ဘူးနိဗ္ဗာန်လမ်းကြောင်းကိုရှာမတွေ့နိုင်ဘူးကလျာဏမိတ်တရှိမှသာလျှင်နိဗ္ဗာန်လမ်းကြောင်းပေါ်တက်နိုင်တယ်ရှာတွေ့နိုင်တယ်ဒီလိုဆိုတာပေါ့
မြတ်စွာဘုရားသာကိုယ်ပိုင်လမ်းကြောင်းကိုယ်ပိုင်ဤစနစ်နဲ့တရားသူတရားမြတ်ကိုရတာပိစိကဗုဒ္ဓတွေသာကိုယ်ပိုင်ဤစနစ်နဲ့နိဗ္ဗာန်ရောက်ကြောင်းတရားကိုသိတာကျန်တဲ့ပုဂ္ဂိုလ်တွေကအာကိုအထာပြုကြရတယ်ထင်ပါကလျာဏမိတ်တာအရေးပါတယ်ဆိုဒါကြောင့်မို့ဘုန်းကြီးတို့တွေကလျာဏမိတ်တာဆိုတာရှိကြဒါအာကိုရမယ်အာကိုရတစ်ခုပဲလို့ဒီလိုဆိုနောက်တစ်ခုအရေးကြီးတာပါတော့ဟုတ်ပါပြီဆရာကောင်းသမားကောင်းလမ်းညွှန်ပြမဲ့ပုဂ္ဂိုလ်တော့ရှိတယ်ဆရာစကားနားမထောင်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေရောမရှိနိုင်ဘူးလားရှိနိုင်တယ်ဆရာကကိုပြောရဆိုတော့ခက်လို့စိတ်ပြတ်သွားမဲ့ပုဂ္ဂိုလ်မျိုးတွေရှိဒါကြောင့်မို့လို့ဆရာကမဆုံးမခြင်းလောက်အောင်စိတ်ပြတ်တဲ့ပုဂ္ဂိုလ်မျိုးမဖြစ်စေနဲ့တဲ့ဆရာနဲ့တော့တွေ့ပါရဲ့ဆရာစကားနားမထောင်တော့ဆရာကမဆုံးမတော့ဘူးအဲ့လိုပုဂ္ဂိုလ်မျိုးကလည်းအကျိုးဆုပ်ယုတ်တယ်ပေါ့အာကိုရမရောက်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကအာကိုတိုက်တဲ့တရားတစ်ခုအနေနဲ့ကသူ့ဝိသောတဲ့ဆိုဆုံးမလွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်ပြောမှုဆိုဖို့လိုပြောကြတယ်မို့လားဒီလူကပြောရခက်တယ်ပြောစကားလည်းနားမထောင်ဘူးဆိုတဲ့လူတွေကြာတော့ဘယ်သူမှမပြောကြတော့မပြောတော့ဒုက္ခရောက်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့အပြောခက်တဲ့ပုဂ္ဂိုလ်မဖြစ်စေရပြောလို့ဆဲဆိုလို့အကြံပေးလို့နားလေတယ်ခံယူနိုင်စွမ်းရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်အဲ့ဒါလို့အပြောအဆိုခက်တဲ့ပုဂ္ဂိုလ်မျိုးဟာဆရာသမားတွေရဲ့ဆုံးမစကားကိုရဖို့မဖြစ်နိုင်ဘူးတဲ့မဖြစ်နိုင်လို့ရှိရင်သူ့မှာအားကိုးရမယ့်တရားတစ်ခုရုပ်လျော့သွားလို့ဘသူစီကမှဆိုဆုံးမမှုမရတော့အဆုံးမကင်းသွားတဲ့ပုဂ္ဂိုလ်တရားမှာမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မို့ကလျာဏမိတ်တာဆိုတဲ့ဆရာကောင်းသမားကောင်းရှိပြီးတဲ့နောက်မှာမိမိကိုယ်တိုင်ကလည်းအပြောဆိုလွယ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုတယ်လို့ဒီလိုဆိုတာပေါ့ဟောနောက်တစ်ခုကအာကိုလိုက်တဲ့တရားတစ်ခုဆိုတဲ့နေရာမှာတမန်အားဖြင့်လူတွေကနေကြတဲ့အခါသူ့ကိစ္စရှိရင်ဝိုင်းဝန်းဆောင်ရွက်ကိုယ်ကိစ္စရှိဝိုင်းဝန်းဆောင်ရွက်စဉ်းစားကြည့်ပေါ့အရက်ထဲမှာလူတယောက်ဟာသူများကိစ္စလည်းဘယ်တော့မှဝိုင်းကူမှုမပြုဘူးဘယ်သူမှအကူအညီမလုပ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာသူ့အရေးကြုံလာလို့ရှိရင်ကူညီမှုရနိုင်ပါမလားမနိုင်ဘူးသူများကိုမကူညီသည့်အတွက်သူ့ကြောင့်သူ့ကိုကူညီမှာမဟုတ်ဘူးဒါကြောင့်မို့အပေါင်းနဲ့အသင်းနဲ့ society နဲ့နေတဲ့အခါမှာဘာလိုအပ်တယ်လဲလို့ဆိုတဲ့လုပ်ငန်းကိစ္စတွေကျွမ်းကျင်လိမ္မာပြီးတော့ကူညီတတ်တယ်ဆောင်ရွက်ပေးတတ်တယ်စီမံတတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဟာလေအယက်တကာရဲ့အာကိုရာဖြစ်ပြီးသူကိုယ်တိုင်ကသူများရဲ့အာကိုရာဖြစ်တယ်လို့သူကလည်းအများဆိုတဲ့အာကိုမှုတွေကိုရလာနိုင်တယ်ဒီလိုဆိုတာပေါ့နော်အပြန်အလှန်ဆက်သွယ်မှုရှိတယ်မြတ်စွာဘုရားကတရားဟောတာတောင်းစိအောင်ဟောထားတာဒါကြောင့်မို့အတူနေပေါ်ပုဂ္ဂိုလ်တွေအတူနေဘက်ပုဂ္ဂိုလ်တွေအတွက်လှုပ်ရှားကိုင်စရာတွေကိုကြွမ်းကျင်ခြင်းနဲ့မပြင်းမရိလောက်ကင်ဆောင်ရွက်ပေးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုသေးတယ်အရာထဲမှာလည်းပဲဘယ်ကိစ္စဖြစ်ဖြစ်မနေတတ်ဘူးဝိုင်းဝန်းကူညီဆောင်ရွက်ပေးတတ်တယ်ဘဝတုတ္တရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအာမကိုရဘူးလားအာကိုရသူကိုယ်တိုင်ကအများရဲ့အာကိုရဖြစ်သည့်အတွက်ကြောင့်သူကိစ္စကြတော့အများကနေပါမလားနေပါဘူးအေးအဲ့ဒါကြောင့်မလို့နာထကရဏဒီအချက်ကိုထည့်သွင်းထားတာဟာလည်းပဲအတ္တမအမြော်မြင်ကြီးမားတော်မူတဲ့ရသော်ဘုရားဒီအချက်ဟာအရေးပါတယ်ဆိုတာမတမထင်ရှားတာမန်ကိစ္စလေးမဟုတ်ဘူးဒီလိုဆိုလိုတာဟုတ်ပြီနောက်အားကိုးရမယ်အချက်တစ်ခုကတော့ဘာလို့ဆိုတ
ဓမ္မကာမဓမ္မကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်မဂ္ဂင်နဲ့တရားကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်ဖြစ်ရဓမ္မကိုမြတ်နိုးတယ်ဆိုတာအနည်းဆုံးဘယ်ကလာတော့ဆိုကုသိုလ်ကမ္မပဋ္ဌတရားလို့ဆိုတဲ့ဓမ္မကိုမြတ်နိုးရအဲ့ဒီရဲ့မြင့်တဲ့ဥဒ္ဓရိမနုဿဓမ္မဆိုတဲ့ဓမ္မကိုမြတ်နိုးအဲ့ဒီကုသိုလ်တရားကိုမြတ်နိုးတဲ့ပုဂ္ဂိုလ်နောက်ဆုံးမှာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုမြတ်နိုးတယ်ယုံကြည်ကြည်မှတ်သားတယ်လေးလာတယ်သိဘူးတယ်မြတ်နိုးတယ်ဆိုတာစိတ်ကတယ်နှုတ်ကတယ်မြတ်နိုးပါတယ်လို့ပြောနေရင်မြတ်နိုးတာဖြစ်ချင်မှာဖြစ်ကိုယ်တိလက်ရောက်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသင်ယူတယ်မှတ်သားတယ်လေးလာတယ်လေးစားတယ်လိုက်နာတယ်ဆိုတာမှမြတ်နိုးတယ်ဆိုတဲ့ဒီလိုပေါ်တယ်ပေါ့ဒါကြောင့်မို့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ဓမ္မကိုမြတ်နိုးတယ်ဆိုတာဘယ်နေရာတရားဝဲရှိသွားနာတယ်မြတ်နိုးတယ်မိမိကိုယ်တိုင်ကလည်းတရားနာပြီးသူများကိုအာရပါရပြန်ပြောတယ်မိမိမိသားစုလည်းပဲတရားဓမ္မမြတ်နိုးတတ်အောင်သင်ပြောပြပေးတယ်အဲ့ဒါမျိုးဟာမိမိကိုယ်တိုင်အတွက်လည်းကောင်းကျိုးချမ်းသာတွေကိုဖြစ်စေတယ်မိမိအတွက်လည်းအားကိုးရတယ်အများကြီးဖြစ်တယ်သူတစ်ပါးအတွက်လည်းအားကိုးရတယ်ဖြစ်တယ်ပေါ့ဒါကြောင့်ဓမ္မကာမပိယသမုဒ္ဒဟာဓမ္မနဲ့ပတ်သက်ပြီးတော့ဉာဏ်တို့မှုထုတ်ဖော်ပြောဆိုပြီးကိုယ်တိုင်ကလည်းတရားဓမ္မနာယူတယ်မှတ်သားတယ်သူများကိုလည်းဟောပြောပေးတယ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့လည်းပဲအလေးနဲ့ထားပြီးတော့ဆောင်ရွက်တယ်ဆိုတော့ဒီတရားဟာလည်းပဲအာကိုလိုက်တဲ့တရားတစ်ခုပဲကိုယ်တဏ္ဍာမှာဒီရည်ချင်းနေရှိဖို့လိုတယ်တရားကိုမြတ်နိုးသူဖြစ်ရမယ်တရားကိုမြတ်နိုးသူဖြစ်မှဒီတရားကရလာတဲ့အသည့်တရားတွေနဲ့နိဗ္ဗာန်လမ်းကြောင်းပေါ်တက်လှမ်းနိုင်မှာဖြစ်တယ်အေးဒါကြောင့်မို့ဓမ္မကာမဆိုတာဟာလေအရေးကြီးတဲ့အာကိုမှုကိုပြုရတဲ့တရားတစ်ခုပဲလို့ဒီလိုဆိုတာအခြေအနေတွေကိုမြတ်စွာဘုရားကပြည့်စုံအောင်ဖော်ပြထားတယ်ကြည့်ဟောနောက်တစ်ခုကဘာလို့တော့လောကကြီးမှာကောင်းကျိုးချမ်းသာရဖို့အတွက်အခုပြောခဲ့တဲ့သီလနဲ့ပြည့်စုံဖို့တို့ဘောဓုတရှိဖို့တို့ဆိုတာတွေဟာပြင်းနေလို့ရှိရင်ရနိုင်မှာမလားရနိုင်ဘူးသီလနဲ့ပြည့်စုံဖို့ဘောဓုတရှိဖို့ဆိုတာတွေဟာကြိုးစားမယ်ကိစ္စတွေကြီးပဲအကုန်လုံးအဲ့ဒါကြောင့်မို့လို့အရေးကြီးဆုံးကအားလဲနောက်တစ်ခုအာရထဝိရိယမြင့်တင်ထားတဲ့ကြိုးပမ်းအထောက်နေတဲ့လုံလဝိရိယရှိရမယ်လုံလဝိရိယကိုမြင့်တင်ထားတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဘယ်တော့မှလုံလဝိရိယပေါ်လျော့တဲ့ဟိနဝိရိယမျိုးမဖြစ်ရဘူးအာရထဝိရိယပြီးစုံအောင်ကြိုးစားထားတဲ့ဝိရိယမျိုးအစွမ်းထက်တဲ့ဝိရိယမျိုးရှိရမယ်ဒါဖြင့်ဒီနေရာမှာကြိုးစားအထောက်မှုဝိရိယဆိုတာဘာကိုဆိုလိုတာလဲဆိုရင်အကုသိုလ်တရားတွေကိုဖယ်ရှားဖို့မိမိတဏ္ဍာမှာဆိုးကျိုးကိုဖြစ်ပွားစေတတ်တဲ့အကုသိုလ်တရားတွေလက်မခံမဲ့တွန်းလှန်ဖယ်ရှားဖို့ကြိုးစားရမယ်နောက်တစ်ခုကကုသိုလ်တရားတွေမိမိတဏ္ဍာမှာဖြစ်ပွားအောင်တိုးတက်အောင်ကြိုးစားရမယ်ဆိုဒီကြိုးပမ်းအထောက်ခြင်းနှစ်ရပ်ကိုလုပ်ရမယ်ဆိုလိုတာကခဏခဏစိတ်တူတတ်တယ်စိတ်ဆိုးတတ်တယ်ဆိုရင်စိတ်ဆိုးခြင်းဆိုတာဒေါသအကုသိုလ်တရားအဲ့ဒီအကုသိုလ်တရားမဖြစ်အောင်ကြိုးစားအောင်နော်သူ့ကိုအားပေးအားမြောက်သွားမလုံးနဲ့တချို့လူတွေကငါစိတ်ကမရဘူးလို့ငါကဒေါသကြီးတယ်ကိုယ့်ကိုယ်ပြန်မြင့်တင်ပေးနေသေးတယ်ဒေါသနော်အဲ့ဒီလိုမကောင်းတာကိုအာမပေးရငါဟာတော်တော်ဆိုးတာပဲဒေါသတရားကိုငါလက်ခံနေတာဟာဘာနဲ့ဥပမာတူတော့လို့ဆိုလို့ရှိရင်ရန်သူတူတယောက်ကိုလက်ခံထားတာနဲ့လဲတူတယ်အစိတ်အတောက်တွေကိုစားသုံးနေတာနဲ့လဲတူတယ်အေးဒါကြောင့်ဒေါသဆိုတဲ့အဆိုးတရားကိုဖယ်ရှားဖို့ကြိုးစားရမယ်မေတ္တာဆိုတဲ့တရားကိုယင်တဲ့နှလုံးထဲမှာမဖြစ်ရင်ဖြစ်အောင်လုပ်ရမယ်ဖြစ်ပြီးရင်တိုးပေါအောင်လုပ်ရ
ဒါကိုဆိုလို့တယ်အာရဒဝိရိယဆိုတာနော်စိတ်တိုးတတ်ရင်မတိုးစေနဲ့စိတ်ဆိုးတတ်ရင်မဆိုးအောင်လုပ်မေတ္တာမထားတတ်ဘူးဆိုရင်ထားတတ်အောင်ကြိုးစားဖြစ်ပေါ်လာတဲ့မေတ္တာတရားပွားများအောင်လုပ်ဒီလိုဆိုလိုတာပေါ့ဘောဓုတမရှိသေးရင်ရှိအောင်လုပ်ရမယ်ရှိပြီးသားဘောဓုတတိုးပွားလာအောင်လုပ်ရမယ်မကောင်းတဲ့အရာတွေကိုဖယ်ရှားပြစ်ကောင်းတဲ့အရာတွေကိုလေ့ကျင့်မွေးမြူဒါကိုအာရဒဝိရိယလို့ခေါ်တယ်အဲ့ဒါလို့မလုပ်ဘဲနဲ့လူတော်လူကောင်းဖြစ်ဖို့ဆိုတာဘယ်နည်းနဲ့မှဖြစ်နိုင်ဘူးနော်ဒီဝိရိယမျိုးကအလွန်ရှားတယ်လေကိုယ့်အကိုစီးပွားရေးကြိုးစားနေတာမျိုးပြောတာမဟုတ်ဘူးကြိုးစားတယ်ဆိုတာအဲ့ဒီကြိုးစားမှုမျိုးတွေကတော့လောကမှာလွယ်ပါတယ်ဖြစ်တယ်အခုကြိုးစားမှုဆိုတာမကောင်းတဲ့စိတ်ဓာတ်တွေကိုယ်တဏ္ဍာမှာမဖြစ်အောင်ကောင်းတဲ့စိတ်ဓာတ်တွေလေ့ကျင့်မွေးမြူဖို့ကြိုးစားအထောက်ခြင်းဒီကြိုးစားအထောက်မှုနှစ်ရပ်ကိုခြေခိုင်ခိုင်နဲ့လုံလဝိရိယထက်ထက်တန်တန်နဲ့ကြိုးစားအထောက်ရမယ်ဒီလိုဆိုတာပေါ့အဲ့ဒါဟာကိုယ့်အတွက်အားကိုးရာကြီးတစ်ခုဖြစ်လာတယ်ဟောနောက်တစ်ခုကဘာလဲလို့ဆိုရင်လိုအပ်တဲ့အချက်တွေကြိုးစားတယ်ဟုတ်ပြီအဲ့ဒီကြိုးစားတာတွေအားလုံးမှာဒီပစ္စည်းလလဘနဲ့ပတ်သက်လာလို့ရှိရင်တန်တုဋ္ဌိတန်တုဋ္ဌရှိတာလေးနဲ့ကျင့်တတ်နိုင်တာရှိတာလေးနဲ့ကျင့်တတ်နိုင်ရမယ်ကိုယ်ရှိတာနဲ့ကျင့်တတ်နိုင်ရမယ်ကိုယ်ဟာနဲ့ကျင့်တတ်နိုင်ရမယ်ကိုယ်ဟာနဲ့မကျင့်တတ်ဘူးဆိုတဲ့လောဘလွှမ်းမိုးလာရင်သူများပစ္စည်းကိုလိုချင်တဲ့စိတ်ဖြစ်လာရှိတာနဲ့မကျင့်တတ်ဘူးမရှိတာရှာမယ်ဆိုလို့ရှိရင်လေဒီပုဂ္ဂိုလ်တရားဟာလောဘနောက်လိုက်ပြီးတော့ချမ်းသာဒုက္ခဆိုတာဆုံးရှုံးသွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့တန်တုဋ္ဌဆိုတဲ့ရှိတာနဲ့ကျင့်တတ်ဒီနေရာမှာရှိတာနဲ့ကျင့်တတ်တယ်ဆိုတာဟာတိုးတက်အောင်ကြီးပွားအောင်မလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်ကျင့်တတ်မှုဆိုတာအဲ့ဒါလည်းမဆိုင်ဘူးကြီးပွားအောင်တိုးတက်အောင်လှုပ်သိလှုပ်ထိုက်တာလုပ်မယ်သို့တော့မကျင့်တတ်ရမယ့်အရာလည်းရှိသေးတယ်ဘယ်လိုနေရာကြတော့မကျင့်တတ်ရတာအတ္တန်ဒုဋ္ဌိတာသကုသလေတုဓမ္မေတုကုသိုလ်တရားလုပ်တဲ့နေရာကြတော့ရောင်ရဲမနေနဲ့မကျင့်တတ်နဲ့လောဘနဲ့ပတ်သက်တဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်လာလို့ရှိရင်တော့ရှာလို့မဆုံးဘူးသမုဒ္ဒရာဝန္တထွာဖြည့်လို့မရဘူးမဖြည့်နိုင်ဘူးပြည့်အောင်ဖြည့်လို့မရဘူးအဲ့ဒီနေရာကြတော့အတိုင်းအတာတစ်ခုအရာခြေတတ်တဲ့ပေါ့ပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်အတိုင်းအတာတစ်ခုအရာခြေတတ်တဲ့မခြေတတ်လို့ရှာလို့ရှိရင်လောက်ပါများလို့ရှိရင်လူမှာကောင်းကျိုးချမ်းသာရနိုင်တဲ့အခြေအနေတွေကုသိုလ်တရားလုပ်ရမယ့်အခြေအနေတွေဆုံးရှုံးသွားပြီးတော့ဘဝတစ်ခုကအဆုံးသတ်သွားရင်အလကားသာဖြစ်သွားနိုင်တယ်ဒီလိုဆိုလိုတာပေါ့နော်ကုသိုလ်တရားလုပ်တဲ့နေရာမှာတော့ရောင်ရဲတင့်တယ်မှုကျင့်တတ်မှုဆိုတာမရှိစေရဘူးတဲ့အတ္တဒုဋ္ဌိတာသကုသလေတုဓမ္မေတုကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့သီလကုသိုလ်ဖြစ်ပြီးရင်ဘာဝနာကုသိုလ်ဖြစ်အောင်ကြိုးစားဒါနကုသိုလ်ဖြစ်အောင်ကြိုးစားမယ်သီလကုသိုလ်ဖြစ်အောင်ကြိုးစားမယ်ဘာဝနာကုသိုလ်ဖြစ်အောင်ကြိုးစားပညာနဲ့ပတ်သက်လာလို့ရှိရင်လည်းရောင်ရဲရမှာမဟုတ်ဘူးဒါလေးသိရင်နောက်တစ်မျိုးသိအောင်ကြိုးစားမယ်နောက်တစ်မျိုးသိအောင်ကြိုးစားဟောသိတဲ့ပိုသိလာအောင်လုပ်အောင်ဒီလိုဆိုလိုတာပေါ့ဒီနေရာမှာတန်တုဋ္ဌိဆိုတာပစ္စည်းနဲ့ပတ်သက်ပြီးတော့ရောင်ရဲခိုင်းတာမြတ်စွာဘုရားနောက်တစ်ခုကဘာလိုအပ်တော့ဆိုတော့တတိမှာတတိတရားလိုအပ်တယ်တတိရှိမှပညာဆိုတာဖြစ်နိုင်တတိကင်းမဲ့ရင်ပညာဆိုတာမဖြစ်ဘူးဒါကြောင့်မို့လို့တတိဆိုဒီမှာဘာကိုဆိုလိုတာလဲလို့ဆိုလို့ရှိရင်တတိဆိုတဲ့တရားပညာနဲ့တွဲဖက်ပြီးတော့ထားတာဖြစ်လာရင့်ကျက်တဲ့တတိနဲ့ရင့်ကျက်တဲ့ပညာနဲ့ပြည့်စုံအောင်ကြိုးစားနာဟိတတိဝိရိတာပညာနာမအဋ္ဌိအသိပညာတစ်ခုဟာတတိကင်းမဲ့ပြီးတော့ဖြစ်တာမရှိဘူးတတိမပါတဲ့ပညာတတိကင်းတဲ့ပညာဆိုတာမရှိဘူးဒါကြောင့်မို့ပညာရှိဖို့အတွက်တတိဆိုတာလိုအပ်တယ်တတိဆိုဒီမှာကောင်းတဲ့
လုပ်ငန်းဘက်ကိုမှတ်ထားနေခြင်းဆွဲဆွဲမြဲမြဲပြုလုပ်ခြင်းအမြဲတမ်းအမှတ်ရခြင်းကိုဆိုလိုတယ်ပျော်ရပါရမှာတတိယတာတတိမဟုတ်ဘူးအကုသိုလ်လုပ်တွေလုပ်ရမှာတတိယတာတတိမဟုတ်ဘူးနော်ဒီနေရာမှာဆိုလိုတဲ့တတိကကုသိုလ်တရားလုပ်ဖို့တတိယတာကုသိုလ်တရားကိုမမေ့တာကိုယ်ပါလုပ်ရမယ်လုပ်တဲ့အလုပ်ခွဲခြားပြီးတော့သိတာအဲ့ဒီလိုသိတဲ့အသိမျိုးအမှတ်ရတာမျိုးမှာတတိလို့ဒီလိုခေါ်တယ်ပေါ့အဲ့ဒီတတိဒီပညာနဲ့တွဲဖက်ထားတာဖြစ်တယ်နောက်တစ်ခါဆွဲဆွဲမြဲမြဲမှတ်သားရမယ့်အရာတွေနဲ့ပတ်သက်လာလို့ရှိရင်မှတ်မိတယ်တရားနာတယ်နာပြီးတဲ့အခါမှတ်မိတယ်ဟောမှတ်ထားတယ်ဆုံးမဩဝါဒဆရာတော်ကြီးတွေပေးတယ်မှတ်ထားတယ်စာတွေဖတ်ရှုထားတယ်မှတ်ထားတယ်အဲ့ဒီတတိတရားတွေဟာမိမိရဲ့တဏ္ဍာမှာအသိပညာတိုးပွားဖို့အတွက်အရေးပါတယ်ဒါကြောင့်မို့တတိရှိခြင်းဟာလည်းပဲတတိတရားဟာလည်းပဲအားကိုးရမယ့်တရားတစ်ခုဖြစ်တယ်လို့ဒီလိုဆိုတာပေါ့နောက်တစ်ခုအရေးကြီးဆုံးကတော့အားလုံးဆိုပညာအဲ့ဒီပညာကတော့ဘုရားမြတ်စွာရဲ့သာသနာတော်မှာပညာဟာလမ်းဆုံးပဲပညာနဲ့အဆုံးဖြတ်ပေးသွားတာဖြစ်တယ်ပညုတ္တရာသဗ္ဗေဓမ္မာလို့ဆိုတဲ့တဘာဝတရားအလုံးထဲမှာအသိပညာဟာထွတ်ထိပ်တယ်အဲ့ဒီအသိပညာအရေးကြီးဆုံးပဲဒါဖြင့်ဘယ်လိုပညာလဲလို့ဆိုတဲ့အခါမှာဥရိယထခာမိနိယတဘာဝတရားတွေရဲ့ဖြစ်မှုပြည့်မှုယုတ်တရားနံတရားတွေရဲ့ဖြစ်မှုပြည့်မှုကိုသိနိုင်တဲ့ပညာမျိုးဟာပိုတန်ဖို့ရှိတယ်ပေါ့တခြားတရားတွေသိတာတဘာဝတရားတွေရဲ့တဘာဝလက္ခဏာကိုသိတာရဲ့တာမညာလက္ခဏာဆိုတဲ့ဖြစ်မှုပြည့်မှုဆင်းရဲတယ်ဆိုတဲ့ကျင့်တတ်စရာမကောင်းဘူးဆိုတဲ့ဒုက္ခသဘောကိုယ်ဘာမှမပိုင်ဘူးဆိုတဲ့အနတ္တသဘောတာမညာလက္ခဏာလို့ဆိုတဲ့အနိစ္စဒုက္ခအနတ္တဆိုတာကိုသိတဲ့ပညာမျိုးအဲ့ဒီပညာမျိုးကသာလျှင်တဏှာကပါလာတဲ့ကိလေသာအဆိုင်အခဲတွေကိုဟောက်ထွင်းပြစ်နိုင်တာဖြစ်တယ်နောက်ဆုံးမှာဟောက်ထွင်းပြစ်နိုင်တဲ့အရိယာမက်လို့ဆိုတဲ့အသိဉာဏ်တစ်ခုကိုရောက်ရှိစေနိုင်တာဖြစ်တယ်ဒါကြောင့်မို့ဖြစ်မှုပြမှုကိုသိတဲ့ဝိပဿနာပညာကိလေသာအဆိုင်ခဲတွေကိုဖောက်ထွင်းပြနိုင်တဲ့မဲ့ပညာအဲ့ဒီပညာမျိုးနဲ့ပြည့်စုံရမယ်လို့ဒီပညာနဲ့ပြည့်စုံမှတဏှာဝဟာလမ်းဆုံးမှာဖြစ်တယ်ရသော်ဘုရားကခုနတုန်းကရှေ့ပိုင်းမှာဆုံးမပေးတဲ့ထဲမှာအာကိုရာရှိကြပါစေအာကိုရာမမဲ့ကြနဲ့အာကိုရာမဲ့ရင်ဒုက္ခရောက်လိမ့်မယ်လို့ဆိုတဲ့နေရာမှာနော်နောက်ဆုံးတကယ်အားကိုးရတဲ့တရားကတော့ဘာလို့ဆိုရင်ဟောဒီအရတ္တမေရတ္တဖို့ဆိုတဲ့ဒီပညာပဲရတ္တမေရတ္တဖို့မှာရှိတဲ့ပညာပဲဒီပညာဟာအားကိုးထိုက်ဆုံးပညာဒီပညာကိုရထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှတဏှာထဲမှာနောက်ကျောင်းမပြန်တော့ဘူးဟိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲဆိုတဲ့ဆင်းရဲဒုက္ခတွေကလွတ်မြောက်သွားမှာဖြစ်တယ်ဒါကြောင့်မို့လို့အာကိုတိုက်တဲ့တရားတွေထဲမှာဒီတရားကတော့အမြင့်ဆုံးပဲဒီအမြင့်ဆုံးတရားကိုရချင်ဘယ်ကစအောင်မှာတော့ဆိုသီလကလည်းစအောင်ပဲဒီလိုဆိုတာနော်အလုံးချမ်းရနေမြတ်စွာဘုရားဟောတဲ့တရားတွေကအလုံးခွင်းဆက်ပဲတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့ထားဒါတွေပြည့်စုံလိုက်လို့ရှိရင်ဟောဆင်းရဲဒုက္ခလွတ်မြောက်နိုင်တယ်လို့ဒီလိုဆိုတာပေါ့ဒီကနေ့သက်တော်90ဝိဇာတမင်္ဂလာသဘင်ဆင်ကျင်းပတဲ့မိမိတို့ရဲ့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးကိုပူဇော်တဲ့အနေနဲ့ဒီဓမ္မသဘင်ကိုဆင်ကျင်းပပြုလုပ်တာဖြစ်လို့ဒီဆရာတော်ဘုရားကြီးဟာအခုလို့အားကိုးတိုက်တဲ့တရားတွေနဲ့ပြည့်ပြည့်ဝဝပြည့်စုံနေတဲ့ဆရာတော်ကြီးဖြစ်လို့ဒီဆရာတော်ရဲ့စံနမူနာကိုယူပြီးတော့တို့တွေလည်းအားကိုးတိုက်တဲ့တရားတွေပြည့်ပြည့်စုံစုံကိုယ်တဏ္ဍာမှာရရှိအောင်ကြိုးစားကြရမယ်အခုလိုဆရာတော်တရားဓမ္မကိုဟောပြောပြသပြီးတော့ကလျာဏမိတ်တတို့ကိုဆုပ်ဆုံးမတဲ့ကျေးဇူးရှင်ဆရာတော်ရဲ့မွေးနေ့အမှတ်တရတို့တွေဟာအထူးတည်းကြိုးစားအထောက်ကြရမယ်လို့ကိုယ်စိတ်ထဲမှာနှလုံးသွင်းဆင်ခြင်ဖို့လိုအပ်တယ်ပေါ့နော်
ကောင်းပြီတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့နာထသုတ်အနှစ်ချုပ်ဟောကြားလို့ပြီးဆုံးသွားပြီမြတ်စွာဘုရားသခင်ကိုတော်မြတ်ကစခဲ့တဲ့စကားလုံးနဲ့ပဲဏိဂုံးချုပ်တယ်သနာထဘိက္ခွေဝိရထမာအနာထယဟန်တို့ကိုယ်ဝေယရှိနဲ့နေထိုင်ကြကိုယ်ဝေယမဲ့မနေထိုင်ကြနဲ့အာကိုရာရှိပြီးတော့နေကြအာကိုရာမဲ့မနေကြနဲ့ဒုက္ခံအနာထောဝိဟရတိအာကိုရာမဲ့မယ်ဆိုရင်ဒုက္ခရောက်တတ်တယ်ဒါကြောင့်အာကိုတိုက်တဲ့ဟောဒီတရားဆယ်မျိုးနဲ့ပြည့်စုံအောင်ကြိုးစားကြလို့မြတ်စွာဘုရားကဆုံးမတာဖြစ်သည့်အတိုင်းရဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးသောအဖြစ်တို့တွေအာကိုတိုက်တဲ့တရားတွေကိုမိမိတဏ္ဍာမှာဖြစ်အောင်ကျင့်ကြံကြိုးကိုအားထုတ်ရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးအာကိုတိုက်တဲ့တရားတွေမိမိတဏ္ဍာမှာဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေတတ္တဝါများစွာဝေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းဖြံငြိမ်းချမ်းကြပါသည်မေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါသည်သက်ရှိချမ်းသာစိတ်ချမ်းသာဒုရဆန္ဒပြည့်ပါသည်ရှိချမ်းသာစိတ်ချမ်းသာဒုရဆန္ဒပြည့်ပါသည်ဓမ္မောတရံပိဝိတဝါနဝိသံသဗ္ဗေတပုဟတာအာစရမရာတိတိဘာဝောနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းကြောကြည်အေးတရားစေကိုပိဝိတဝါဝန္တာရှင်းပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဝေကုသညစ်နောက်ကိလေသာအစေတောက်ဟုသမျှတို့သည်သမဝဒပိဉ္ချပဲတွင်ရေမတင်တကယ်လို့ကင်းစင်တွင်ပြောင်းပြီးမရောက်အောင်ပဲပြောင်းအပ်ကုန်သည်ဟောတုစေစစ်မတွင်ဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခတိကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်ဤပြုတော်သို့သာရောတရားချစ်ခေစိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစစ်စစ်မြင့်နေမြင်၍မလဲ့ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း